အားလုံးပဲမင်္ဂလာပါဗျာနော်ကိုပြီးဗီဒီယိုဖိုင်လေးကနေပြန်လည်ပြီးတော့နှွေးထွေးတာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လည်ကင်းလေးဖြစ်ပါသေးဗျာနော်ကြာသပတေးနေ့မှာ12နာရီ10မိနစ်မှာတော့ကိုပြမိတ်ဆွေတွေအားလုံးကကြံကနန်းနှလုံးလေးတော့ကြားခဲ့ပြီပေါ့ဗျာနော်ညနေ4နာရီခွဲမှာလည်းချင်းမိတ်ဆွေတွေအားလုံးဘက်ကိုကိုပြီးဘက်ကလာရောက်ဗီဒီယိုဖိုင်လေးတင်ပေးခြင်းလည်းဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင်ကိုရီမိုင်းအားလုံးပဲကြော်မသွားပဲအစားနေအလဲအဆုံးပြီးဆုံးနိုင်အောင်တော့ကြည်ပေးသွားကြပါအောင်လို့မြစ်တာရက်ခံပါတယ်ဗျာနော်ဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုတဲ့မိတ်ဆွေလေးတွေများပါလို့ရှိရင်လည်းအခုဗီဒီယိုဖိုင်လေးရဲ့အကောင့်လေးကိုလည်း channel လေးကိုလည်း subscribe လေးနှိပ်ပေးထားဖို့မြစ်တာရက်ခံပါတယ်တဦးမြင်တဦးတွေ့အများမြင်များတွေ့အောင်လို့လက်နိုင်သမျှ share လို့ရမယ့် group လေးတွေမှာလည်းအတက်နိုင်ဆုံးပုံစံနဲ့ဝိုင်းဝန်းပြီးတော့ share ပေးကြည့်ပါတယ်ဗျာနော်အခုဒီမှာအားလုံးပဲကျွန်တော်တို့ဒီညနေ4နာရီခွဲမှာပတ်မဲ့ပတ်တီးလေးကိုပြောပေးမယ်ကိုရီမိုင်းအားလုံးတဦးတယောက်ချင်းစီတိုင်းအားလုံးပဲဝင်လာခဲ့ပေးပါဦးဗျာနော်ညနေ4နာရီခွဲမှာပတ်မဲ့ပတ်တီးလေးကိုလည်းပြောပေးမယ်အကြိုက်ဆုံးကဏ္ဍလေးကိုလည်းပြောပေးမယ်ညနေမှာကိုပြီးအကြိုက်ဆုံးအပူးအနေနဲ့တော့ကိုရီမိုင်းအားလုံးပဲ66ကနှစ်ကအကြိုက်ဆုံးအပူးပဲဖြစ်ပါတယ်ဗျာနော်အပူးထဲမှာဆိုရင်တော့66ကနှစ်ကကိုပြီးအကြိုက်ဆုံးပဲဖြစ်ပါတယ်ညနေမှာအကွက်နည်းနဲ့အကိုရီမိုင်းအားလုံးပဲပေါက်တီးလေးတွေရအောင်လို့ကိုပြီးဘက်ကအကောင်းဆုံးကြိုးစားပေးထားပါတယ်ဗျာနော်ဝင်လာတဲ့မိတ်ဆွေလေးတွေကလည်းမြင်နေတွေ့တယ်ဆိုရင်ဗီဒီယိုဖိုင်လေးကိုကြော်မသွားပဲ channel လေးကိုအစားနေအလဲအဆုံးပြီးဆုံးနိုင်အောင်တော့ကြည့်ပေးသွားကြပါဦးဗျာနော်ညနေမှာပတ်မဲ့ပတ်ဒီထူအောင်မဲ့ကဏ္ဍလေးကိုလည်းပြောပေးမယ်ညနေမှာကိုပြည့်အကြိုက်ဆုံး break ဆိုရင်တော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကိုပြည့်ချင်းမိတ်ဆွေတွေအားလုံးပဲညနေမှာကိုပြည့်အကြိုက်ဆုံး break ဆိုရင်တော့ကိုယ့်ရဲ့မျိုးတွေအားလုံးပဲကိုပြည့်ကတော့9 break ကိုကြိုက်တယ်ဗျနော်ညနေမှာ9 break ကိုကြိုက်တယ်9 break ကြိုက်တယ်ပေါ့ဗျနော်ချင်းမိတ်ဆွေတွေအားလုံးပဲညနေမှာ9 break ကြိုက်တယ်9 break နဲ့ပတ်သက်ပြီးကစားမဲ့ကဏ္ဍလေးတွေကိုလည်းကျွန်တော်တို့ပြောပေးမယ်ပတ်မဲ့ပတ်တီးလေးတွေကိုလည်းပြောပေးမယ်ပတ်တီးလေးတွေကတော့ကိုရီမိုင်းအားလုံးပဲပတ်တီးလေးကတော့နှလုံးပေါ့နော်အဖွဲ့ဝင်လေးလည်းခေါ်ရရဖြစ်တဲ့အတွက်ကိုရီမိုင်းအားလုံးပဲတောက်ကြနေစားရင်နောက်တစ်ပတ်3ရက်စားရင်ကန်ဆက်ချင်တဲ့မိတ်ဆွေလေးတွေအားလုံးပဲကန်ဆက်ကြည့်ရတော့1000နဲ့မှ9000ချက်ပါတောက်ကြနေစားလေးရမယ်နောက်တစ်ပတ်3ရက်စားလေးရပါမယ်ဖြစ်ပါတယ်နော်မျိုးတွေအားလုံးပဲဒီညနေစားလေးပါဝင်ကျင်တယ်ဆိုတဲ့မိတ်ဆွေလေးတွေကတော့2000ချက်ပါဒီညနေကြာသပတေးနေ့စားလေးရမယ်တောက်ကြနေစားလေးရမယ်နောက်တစ်ပတ်3ရက်စားလေးရမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကဝင်တဲ့မိတ်ဆွေလေးတွေကျွန်တော်တို့ကပြန်မပေးပါဘူးဘာလို့လဲဆိုတော့ကြာသပတေးတောက်ကြအတွက်ပဲပြီးခဲ့တဲ့ဘက်ကခေါ်ထားခဲ့တာမှတ်လို့ပါဗျာနော်ဒီမိတ်ဆွေတွေအားလုံးပဲဒီညနေမှာကန်ကောင်းခြင်းနဲ့ကန်ဆက်ခြင်းနဲ့ဆိုတဲ့မိတ်ဆွေလေးရှိလို့ရှိရင်လည်းကန်ဆက်လို့ရပါတယ်ဗျညနေ4နာရီခွဲမှာပတ်မဲ့ပတ်တီးလေးကတော့6ပတ်တီး2ပတ်တီး6နှစ်ပတ်တီးပဲဖြစ်ပါတယ်ဗျနော်6ပတ်တီး2ပတ်တီး6နှစ်ပတ်တီးညနေမှာအကြိုက်ဆုံး break ကတော့9 break ပါဗျနော်6နဲ့ပတ်သက်ပြီးတော့ကိုရီမအားလုံးပဲ2ကွက်ပဲကစားမယ်2နဲ့ပတ်သက်ပြီးတော့လည်း2ကွက်ပဲကစားမယ်မျိုးတွေအားလုံးပဲနော်6နဲ့ပတ်သက်ပြီးတော့လည်း2ကွက်2နဲ့ပတ်သက်ပြီးတော့လည်း2ကွက်မျိုးတွေအားလုံးအဓိကမမေးနေရကိုရီမိုင်းအားလုံးပဲ66က2ကဆိုတဲ့အပူလေးကိုမမေးဖို့အတွက်ကိုပြည့်အထန်ထန်ပြောချင်ပါတယ်ဗျအကြိုက်ဆုံးအပူကတော့66က2ကနေမှာအကြိုက်ဆုံးပါပဲဗျနော်6နဲ့ပတ်သက်ပြီးတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲ62မှာ3ရဲ့62မှာ9ရဲ့ပဲဖြစ်ပါတယ်ဗျနော်63ရဲ့69ရဲ့ပဲဖြစ်ပါတယ်မျိုးတွေအားလုံးပဲ6နဲ့ပတ်သက်ပြီးတော့နော်2နဲ့ပတ်သက်ပြီးတော့မျိုးတွေအားလုံးပဲ23ရဲ့ကိုရီမိုင်းအားလုံးပဲ23ရဲ့26ကဲပါဗျနော်23ရဲ့26ကဲပဲဖြစ်ပါတယ်အားလုံးပဲကန်ကောင်းကြပါသည်အဆင်ပြေကြပါသည်အဖွဲ့ဝင်နေတဲ့မိတ်ဆွေလေးအတွက်ကိုcommentထဲမှာဖုန်းနံပါတ်လေးကိုကျွန်တော်တို့ကန်ဆက်မဲ့ဖုန်းနံပါတ်လေးကိုကျွန်တော်တို့ပင်လေးထောက်ပေးပါမယ်အားလုံးပဲဆက်သွယ်လို့ရပါတယ်ကန်ဆက်ကြီးလေးနဲ့အတူအားလုံးပဲကန်ကောင်းကြပါသည်ဗျတက်တာပါ